န်းကြွယ်တထေးမလေးဟာတတိမိမျောနေတဲ့မျိုးသားတယောက်ရဲ့ကတင်ပေးမှာဖျားသခင်ထံအသေးအတန်ဆူတောင်းပေးနေပါတယ်။သူမရဲ့စိတ်ရင်းမှန်ကြောင့်လားမသိတပတ်ကြာတတိမိနေတဲ့ထိုမျိုးသားဟာဖြည်းဖြည်းချင်းမျက်လုံးပွင့်လာခဲ့ပါတယ်။ဒါပေမဲ့သူပထမဆုံးမြင်လိုက်ရတဲ့သူမကိုမြင်ချင်းမှာပဲမျက်ဝန်းတွေနီမြန်းလာပြီးသူမကိုမသိသလိုဟန်ဆောင်ကမင်းကဘသူလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။သူမဘလို့ပြန်ပြောရမှန်းမသိဖြစ်နေပေမဲ့နောက်ဆုံးမှာတော့မျက်ရည်တွေကြားကနေကျမကရှင့်ရဲ့အိမ်ကြီးချင်းဟောင်းပါရှင့်ကိုရှာနေခဲ့တာပါလို့ဖြေခဲ့ပါတယ်ထိုစကားကိုကြားရတဲ့အခါအမျိုးသားဟာဝမ်းနည်းလွန်းလို့မျက်ရည်တွေကျလာခဲ့ပေမဲ့သူမကိုမသိပါဘူးလို့ပဲဆက်လက်ညှင်းဆိုနေခဲ့ပါတယ်တကယ်တော့သူမဆင်းရဲဒုက္ခရောက်နေစဉ်အချိန်တုန်းကထိုမျိုးသားဟာသူမနောက်ကနေတိတ်တဆိတ်ထောက်ပံ့ပေးခဲ့သူပါသူမရဲ့ကျောင်းသားကတွေတင်မကနေ့စဉ်စားဝတ်နေရေးကိုပါဂရုစိုက်ပေးခဲ့ပြီးသူမနိုင်ငံသားကိုပညာတော်သင်သွားတဲ့အထိကူညီခဲ့တာပါ9နှစ်အကြာမှာတော့သူမဟာပညာတွေစုံပြီးတန်းကြွယ်တထေးမတစ်ယောက်အနေနဲ့နိုင်ငံကိုပြန်ရောက်လာခဲ့ပါတယ်သူမပြန်လာခြင်းမှာပဲသူ့ကိုအရင်ဆုံးရှာခဲ့ပေမဲ့သူတို့အိမ်ဟောင်းလေးဟာလူမနေတာကြာလာပါပြီသူမဟာဒေါ်လာ10တန်းတောင်အကုန်ခံပြီးစုံထောက်5ကသူ့ကိုရှာခိုင်းခဲ့ရပါတယ်ထိုအချိန်မှာအမျိုးသားဟာဘဝရဲ့အမှောင်ဆုံးကာလကိုဖျက်ဆီးနေရပါတယ်သူတည်ထောင်ထားတဲ့ကုမ္ပဏီကိုလည်းပါတနာကပြိုင်ဘက်စီရောင်းစားလိုက်တယ်လို့သူသွားရောက်ရင်ဆိုင်တဲ့အခါမှာလည်းအဆက်ခွဲတာပဲခံခဲ့ရပါတယ်ဒီလိုစိတ်တက်ကြနေတော့မှပဲသူဟာသူမနဲ့လမ်းမှာဆုံခဲ့ပါတယ်သူမကတော့သူ့ကိုရင်းနှီးတယ်လို့ခံစားရပေမဲ့မမှတ်မိခဲ့ပါဘူးသူကတော့သူမကိုမြင်ချင်းမှတ်မိပေမဲ့သူ့ရဲ့လက်ရှိနေပါနေတဲ့အခြေအနေကြောင့်သူမကိုအတိမပေးဘဲတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။သူ့မှာကုမ္ပဏီပြဿနာတင်မကပဲဈေးရုံမှာအသေးအတန်ဖြစ်နေတဲ့မိခင်ဖြစ်သူရဲ့ဈေးကူးသားစရိတ်အတွက်ပါဝင်ထုတ်ဝင်ပိုးဖြစ်နေတာပါအတိတ်ကတယောက်ကိုတယောက်ချစ်ခဲ့ကြပေမဲ့အခုအချိန်မှာတော့သူမကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်တဲ့သူ့ရဲ့နားမလည်နိုင်တဲ့မာနကြောင့်အတိမပေးရတာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့တားဖြစ်သူရဲ့စိတ်တော်ကကိုရိပ်မိပြီးကူးသားစရိတ်တွေများနေရင်ငါ့ကိုလက်လျှော့လိုက်ပါတော့လို့ပြောရှာပါတယ်ဒါပေမဲ့သူကတော့မိခင်ကိုစိတ်မပူစေဖို့အစဉ်ပြေကြောင်းပဲဟန်ဆောင်နေခဲ့ပါတယ်ဒီအတော်အတွင်းမှာပဲသူမဟာစုံထောက်စီကတဆင့်သူ့ရဲ့လိပ်စာကိုရခဲ့ပါတယ်သူမသူတို့အိမ်ရှိမှာသူ့နာမည်ကိုခေါ်နေပေမဲ့သူကတော့စေးရုံမှာမို့မကြားနိုင်ခဲ့ပါဘူးကံကောင်းကျင်တော့အိမ်ကလာတောင်းတဲ့အိမ်ရှင်နဲ့စုံမိပြီးသူ့ရဲ့ခက်ခဲနေတဲ့အခြေအနေမှန်သမျှကိုသူမသိသွားခဲ့ပါတယ်သူမစီကဖုန်းဝင်လာတဲ့အခါသူဟာသူမအားလုံးသိသွားပြီဆိုတာရိပ်မိလိုက်ပေမဲ့ဖုန်းကိုချက်ချင်းပဲပိတ်လိုက်ပါတော့တယ်တပီးကိုအရန်ချစ်ခဲ့ကြပေမဲ့မလိုအပ်ပဲမာနတွေကြောင့်သူတို့နှစ်ဦးဟာဝေးကွာနေသေးပါပဲအချစ်မှာဆင်းရဲလို့ချမ်းသာလို့အသက်ကြီးလို့အပြိုမဟုတ်လို့စတာတွေကအကြောင်းပြချက်တွေသာဖြစ်ပြီးအချစ်တစ်ခုမှလုံးဝမလိုအပ်ကြောင်းအဆုံးသတ်ထားပါတယ်